ပရင်းပေါက်ရွေးရင် slide shot တကားလား Christmas ရက်ဖွင့်တကားလားဘယ်ဟာပိုကြိုက်လဲဒီဗီဒီယိုလေးမှာတည်တာက slide shot တကားရဲ့အားသာချက်နဲ့ Christmas တကားရဲ့အားသာချက်တွေကိုပြောပြပေးသွားပါမယ်နော်စလိုက်တကားကတော့နေရာစားလဲတက်တာမယ်ဈေးလဲတက်တာမယ်ရှော့တကားဖြစ်တာမို့လို့အောက်ကဘိန်းလုံးနဲ့သွားတာမို့လို့ခလေးပဲဖြစ်ဖြစ်လူကြီးပဲဖြစ်ဖြစ်အားစိတ်ဆာမလို့ပဲလေအလွယ်တကူအပွင့်ပိတ်လုပ်လို့ရတာမျိုးရှိတယ်နောက်တစ်ခုကအပူလဲလုံမယ်အတန်လဲတန်အောင်တင်အောင်လုပ်တာမျိုးရှိလိမ့်မယ်အပွင့်ကတော့ 50% လောက်ပဲပွင့်တာမျိုးရှိလိမ့်မယ်ခရစ်စမတ်ကတော့90 degree အပွင့်ဖွင့်လို့ရတာမို့လို့ 100% နေဝင်လေထွက်ကောင်းတာမျိုးရှိလိမ့်မယ်တကယ်ရွက်မှာရောကြီးပေါင်မှာပါလိုင်နာလေးထည့်ပေးထားတဲ့အတွက်ကြောင့်မို့လို့အတန်လဲပို့လုံမယ်ရေလဲပို့လုံမယ်ပတ်တာတွဲထားတဲ့အထဲမှာဆိုရင်လည်းအမာခံချောင်းလေးလည်းထည့်ပေးထားတာမျိုးရှိပါသေးတယ် UPVC တွေကအပူကူးစစ်စစ်မှုနေတဲ့အတွက်ပြင်ပကအပူချိန်တွေကိုအိမ်ထဲကိုမဝင်နိုင်အောင်တားဆီးပေးတာမို့လို့အဲကွန်းရဲ့အေးဓာတ်ကိုလည်းထိန်းပေးပါတယ်တန်ရှင်းရောက်ကလည်းလွယ်ကူပြီးတော့တန်ကြီးလည်းမတက်ချလည်းမစားပါဘူးအခုလိုမျိုး quality ကောင်းတဲ့ UPVC slide တကား case mat တကားတွေရှာနေတယ်ဆိုရင်တော့တရားတော်အမရှင်ကိုတတိယလိုက်ပါရှင် UPVC အလူမီနီယံနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုအမြဲတမ်းဝေမျှပေးနေမှာဖြစ်လို့တရားတော်ရဲ့အမရှင် page လေးကို follow ပေးထားပါဦးနော်ဒီမှာတော့အမိတ်ရှန်ရဲ့ CM marketing ကတီးတာပဲဖြစ်ပါတယ်ရှင်အရေးသွေးမှန်ဈေးတန်း UPVC အလူမီနီယံဗရင်းတကားဆိုအမိတ်ရှန်